မင်္ဂလာပါကျွန်တော်တို့ပီကိုတူက charity အဖွဲ့ပြန်လေးကြိုဆိုပါတယ်အခုဆိုရင်ကျွန်တော်တို့ကဘာဆန်းဒီလားရှင်စာတင်တိုင်းပသိမ်ကြီးမြို့နယ်ရန်ကင်းတောင်ရဲ့အရှေ့ဘက်ပေါ့နော်အဲဒီမှာကျွန်တော်ရောက်နေပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီကဘာဆန်းဒီလားရှင်စာတင်တိုင်းမှာသတင်းသုံးနေတဲ့ဒီလားရှင်ဆရာလေးတွေပေါ့နော်သူတို့ဒီတရားခမ်းမအတွင်းမှာနေ့စဉ်ပေါ့ညတိုင်းတရားဝိပဿနာတရားရှုမှတ်အားထုတ်တဲ့အခါမှာအခုလိုမျိုးမချင်ရင်မကြိုက်အောင်လို့တက်တောင့်တက်တာနဲ့ဝိပဿနာတရားကိုကျင့်ကြံပွားများအားထုတ်နိုင်ရန်ရည်ရွယ်ပြီးတော့မှကျွန်တော်တို့ဒီမှာတရားအားထုတ်တဲ့ဆရာလေးဆရာကြီးဆရာလေးပေါ့နော်အားလုံးပါ၅ပါးအတွက်တရားထိုင်ချင်အောင်လာရောက်လှူဒန်းပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီလူချင်းကတော့သီရိလင်္ကာနိုင်ငံကဥဇနကဖြစ်ပါတယ်ဒီကျောင်းတိုက်ကြီးမှာကျွန်တော်တို့ရခင်ကဒီတရားထိုင်ချင်အောင်မလူဒန်းပြီးမှာကျွန်တော်တို့အာရဒါနဖြစ်တဲ့စံစီကလည်းပဲအဆရှိတယ်ပေါ့နော်လူဒန်းပွဲရာလေးကိုကျွန်တော်တို့ဒီမှာ2ကြိမ်3ကြိမ်လောက်ပေါ့နော်လာရောက်ပြီးတော့လူဒန်းခဲ့ပြီးပါပြီပေါ့နော်လူဒန်းမှုပါတယ်ဒီမှာကျွန်တော်တို့ဒါမကြလာပြီးလူဒန်းထောက်ပံ့နေတဲ့ကျောင်းလေးဖြစ်ပါတယ်ဒါတော့မိုးကုတ်ဆရာတော်ဖရာကြီးရဲ့မိုးကုတ်ဆရာတော်ဖရာကြီးရဲ့ဒါစက်ဝိုင်းဒေသနာပေါ့နော်ပရိစ္ဆသမုပ္ပါစက်ဝိုင်းဒါတရားကျင့်ကြအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေအတွက်အလွန်အရေးကြီးတဲ့စက်ဝိုင်းဖြစ်ပါတယ်နော်ကိုဆိုရင်ဒါဒီလိုယောဂီချင်အောင်လေးတွေနဲ့ပေါ့နော်မချင်ရင်မကြိုက်အောင်ဒီချမ်းချမ်းနဲ့တရားအားထုတ်လို့ရှုမှတ်လို့ရအောင်ပေါ့နော်ကိုဆိုတာတရားရှုမှတ်နေတာဒါအေးချမ်းချမ်းနဲ့ကိုလိုတရားရှုမှတ်နေတာပါဒါကျွန်တော်တို့ဒီကျောင်းတိုက်ကြီးမှာဒါတရားထိုင်ချင်အောင်ပထမဆုံးလာရောက်လှူဒန်းခြင်းဖြစ်ပါတယ်ဒါကတော့ဒီကျောင်းတိုက်ရဲ့ဗရဏနာယကပေါ့နော်ဒါအကြီးအကဲဆရာကြီးပါHello, Mr. Chanaka. Minglava. Now we have already donated 5 meditative next for finance here, who is now practicing Vipassana. Thank you so much for your noble donation.
Thank you so much. See you back. အားလုံးကျေးဇူးပါကျွန်တော်တို့ရဲ့ယနေ့ပြုတဲ့ကုသိုလ်ကောင်းမှုအားလုံးကိုကျွန်တော်တို့နဲ့အတူကြည့်ရှုပြီးတော့ဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ဆိုနိုင်ကြပါလေအားလုံးသာဓုသာ